အမီမတိဖုန်းတစ်လုံးဝင်လာပြီးနောက်ကင်လိုက်တဲ့ချိန်မှာတော့ကျမကယူပါဝမ်ပါဖိုခက်ကထိုင်းစာတိုက်ဝန်ထမ်းပါဆိုပြီးကိုမိတ်ဆက်နေပါတယ်ခွန်အိုနဲ့စကားပြောနေတာဟုတ်ပါတလားမပုံတင်နံပါတ်က901နဲ့ဆုံးတဲ့တူပါနော်အင်္ဂလိပ်စာက29နဲ့မြင်းဆောင်လေးဟုတ်ပါတလားလို့မေးပြီးခွန်အိုကဟုတ်ပါတယ်လို့ပြန်ဖြေလိုက်တော့ခွန်အိုနာမည်နဲ့ပို့ထားတဲ့တရားမဝင်ပစ္စည်းတစ်ခုတွေ့ထားလို့ပန်စာအုပ်18အုပ်နဲ့ဖုန်းစင်ကတ်တွေပါပုံကလည်းမားနေတာဖြစ်မယ်ကျမကပါတရားမဝင်တာမှမပို့ဘူးလို့ပြောလိုက်တဲ့ချိန်မှာဒါဆိုကျမခရိုင်ရဲစခန်းကိုဖုန်းလိုက်ပေးပါမယ်လို့ပြောပြီးရဲဖြစ်သူကလည်းအခုခွန်အိုနာမည်နဲ့တရုတ်ငွေကြေးခွာချမှုတွေနဲ့ဆက်ဆက်နေပါတယ်စခန်းမှုနဲ့ပဲတိုက်ရိုက်ပြောလိုက်ပါဆိုပြီးဖုန်းလိုက်ပေးလိုက်ပါတယ်မင်္ဂလာပါကျွန်တော်ကရဲမှုကြီးဝတ်ထေးချိုင်ဖာနူချက်ပါဆိုပြီးကိုမိတ်ဆက်ပြီးနောက်ဒီစကားပြောဆိုမှုကိုတက်တဲ့အဖြစ်မှတ်တမ်းတင်ထားပါမယ်ဒီစကားတွေကိုဘသူ့ကိုမှပြန်ပြောလို့မရဘူးလို့အုံကိုပြောနေပါတယ်အခုငွေကြေးခွာချမှုမှာခွန်အုံကတန်တရားခံဖြစ်နေပြီးအဲ့ဒါကိုတိပါတလားအုံကလည်းအဲ့ဒီလူတွေကိုကျမလုံးဝမတိပါဘူးဘယ်တရားခံကမှကိုအပြစ်ကိုဝန်မခံကြဘူးဆိုတာဟုတ်တယ်မလားဒါဆိုရဲမှုကြီးကလည်းခွန်အုံတို့ရဲ့ငွေတွေကိုစုံစမ်းစစ်ဆေးဖို့ငွေကြေးခွာချတိုက်ဖြတ်ရေးရုံးကိုလွှဲပေးရမယ်လို့ရဲမှုကြီးကဆိုပါတယ်စစ်ဆေးမှုပြုလုပ်ပြီးရင်တော့ဒီနေ့ခွန်အုံစီငွေတွေအကုန်လုံးပြန်လွှဲပေးမယ်လို့ပြောနေပါတယ်တကယ်လွှဲရမှာလားလို့မေးနေတာကြောင့်ရဲမှုကြီးကလည်းဘာပြဿနာရှိလို့လဲငွေကြေးလမ်းကြောင်းကိုဖျောက်ဖျက်ချင်တာလားတခြားပယ်ပန်အကောင့်တွေကိုတုံးတေးလဲဆိုပြီးဆက်မေးနေတာကြောင့်ယောက်ျားနဲ့တွဲဖွင့်ထားတဲ့ပန်အကောင့်တစ်ခုတော့ရှိတယ်လို့အုံးဖြစ်သူကဆိုပါတယ်ဒီအကောင့်ထဲမှာရှိတဲ့ပတ်စံကကလေးပညာရေးရန်ပုံငွေတွေပါဒါကတော့စစ်ဆေးရမလို့ဘူးမလားလို့အုံးဖြစ်သူကရဲမှုကြီးကိုပြောပါတယ်စစ်ဆေးမှုကိုမြန်လုပ်ပေးနေရတာကြောင့်ငွေလက်မှတ်တမ်းကိုအခွန်ဌာနကပို့လိုက်တဲ့လင့်ထဲမှာအကောင့်အချက်လက်တွေကိုဝင်ဖြစ်ပေးပါလို့ပြောနေပါတယ်ရဲမှုကြီးတယောက်ကတော့ခပ်ပြုံးပြုံးလေးနဲ့ဝန်ဆောင်မှုပေးရတာဝမ်းသာပါတယ်လို့ပြောပြီးအုံးတယောက်သူ့ပန်ထဲမှာရှိတဲ့ပတ်စံတွေအလုံးကိုတပြားမှမကျန်အောင်ကြားဖြတ်လူလိန်တွေကအကုန်ထုတ်ယူသွားလိုက်ပါတယ်ဒီလိုလိန်ခံရတာကိုရဲစခန်းမှာတန်ချက်သွားဖွင့်ပေမဲ့ရဲစခန်းကရဲလဲဒီလိုအကွက်ဟောင်းကိုခံရတာလားငါးသိမ့်ပဲပါသွားတာကံကောင်းအရင်ရက်ကတယောက်ဆိုနှစ်တန်းကျော်ပါသွားတာဘယ်သူတွေလဲဆိုတာကိုလုံးဝရှာလို့မရခဲ့ပါဘူးနေ့တိုင်းတတင်းထဲမှာပါနေတာကိုဘယ်လိုများယုံလိုက်တာလဲလို့ရဲမှုကြီးကဆိုပါတယ်ပေးနာကယောက်ျားဖြစ်သူကလည်းကျွန်တော်တို့မားသွားပါတယ်လိန်ရတဲ့သူကိုထပ်ပြီးအပြစ်မတင်ပါနဲ့တော့ဒီပတ်စံတွေကိုကျွန်တော်ပင်ပန်းရှာလာခဲ့ရတာကျွန်တော်စိတ်မတူဘူးလို့ထင်နေတာလားဆိုပြီးရဲစခန်းကနေလဲထွက်ခဲ့ပါတယ်နောက်နေ့တတင်းမှာထပ်တက်လာပါတယ်လူလိန်တွေကနီးလန့်အမျိုးမျိုးနဲ့လိန်နေကြပါတယ်တချို့ကအချစ်ရေးနဲ့လိန်တာတချို့ကရင်းနှီးမြှုပ်နှံမှုနဲ့လိန်တယ်တချို့ကလင့်ကိုအတုံးပြုတ်ပြီးလိန်တယ်လိန်တဲ့သူတွေကနီးပြူဟာတွေအမြဲပြောင်းပြီးလိန်ကြတယ်တတိကြီးထားဖို့လူကြောင့်ပြောသွားခဲ့ပါတယ်ဒီလိန်လည်မှုကြီးဟာအုံးရဲ့အိမ်မက်ထဲထိလိုက်ပြီး6လက်နေဆဲပါကိုတိန်9000တသက်လုံးဆုလာခဲ့တဲ့ပတ်စံကျောင်းလက်ခအကျွေးတွေဆက်ပြီးရွာကအမေအိမ်လေးကိုပြုတ်ပြင်ပြီးခါစအိမ်ငားမနေရမယ်ပန်ကောက်မြို့လိုမှာကွန်တိုကောင်းကောင်းလေးတစ်လုံးဝယ်နိုင်ဖို့အိမ်မက်ခဲ့တာမိနစ်ပိုင်းအတွင်းအပတ်စံတွေကအကုန်လုံးပျောက်သွားခဲ့ပါတယ်။အုံးကလည်းဘာလို့ဒေါက်တာဖိုင်းကပုဂ္ဂလိကဆေးရုံတွေမှာသွားမလုပ်ဘူးလား။အဲ့မှာလက်စာပိုကောင်းလောက်တယ်လို့ဖိုင်းကကျမကဒေါက်တာမဟုတ်ပါဘူး။ကာယကုထုံးပညာရှင်ပါပဲလို့ဆိုပါတယ်။အဲ့နေ့ကသူဆက်လာတဲ့နေ့ကိုနာမည်ကရာဇဝတ်သားနာမည်နဲ့တူနေရင်လိုင်စင်အသိမ်းခံရမှာပြောလို့အဲ့ဒါလေးနဲ့တင်တတိမကတ်တော့ပဲအလိန်ခံလိုက်ရတယ်လို့ဖိုင်းကဆိုပါတယ်။တမီးဖြစ်သူရဲ့အကြောင်းပွဲကိုရောက်နေတုန်းဖိုင်းကဝန်းစီကိုဗီဒီယိုတစ်ပုတ်ပို့ခဲ့ပါတယ်။ဒီလိုဖြစ်ခဲ့တာအဲ့လူရုပ်တမကောင်ကငါအဖွားရဲ့ပတ်စံတွေကိုခိုးထားတယ်ဒီဝတ်ထိချိုင်ဆိုတဲ့ရဲလေအဲ့ကောင်ငါအဖွားပတ်စံပတ်တန်းကျော်လိန်သွားတာရဲကောင်ကရှားပါတယ်ဆိုရဲတူကထပ်ပေါ်လာတယ်လူရုပ်မကောင်ငါအဖွားကတပတ်ရဖို့တိမတက်ရှာရခဲ့တာဆိုပြီးလိုက်လွန့်ပြီးဆဲနေပါတယ်ဒီလိုအလိန်ခံရချင်းတူဖိုင်းနဲ့အွန်းကလည်းကောင်မလေးစီကိုတွားပြီးအကျိုးအကြောင်းတွေမေးနေပါတယ်သူတို့အားလုံးကိုလိန်သွားတဲ့သူကတယောက်တည်းဖြစ်နေတာကြောင့်အမဘလောက်ပါသွားလဲကျမအဖွားဆိုပတ်တန်းကျော်တောင်ပါသွားတာတသက်လုံးထိုဖူးရောက်လာသမျှအကုန်လုံးပါသွားတယ်အဖွားကနေ့တိုင်းသူတို့ပြန်လွှဲလာတာကိုစောင့်နေတယ်သူတို့ကအသက်ကြီးတဲ့သူတောင်ချမ်းသာမပေးဘူးနော်အသက်ကြီးလို့ဘာမှမတီးလို့အလိန်ခံရတာတော်သေးတယ်အမတို့ကငငယ်ချောလေးပညာတတ်တယောက်ကလည်းဆရာဝန်ဘယ်လိုများအလိန်ခံလိုက်ရတာလဲလို့ဝေါကပြောနေပါတယ်။အဖွားဖုန်းကိုယူကြည့်လိုက်တဲ့ချိန်မှာခုနမှသူပြောလာတာမလား။တို့ကိုအဆက်အသွယ်မပြတ်ပဲပြောနေရင်သူတို့ကိုခြေရခံမိမယ်ထင်တယ်ဆိုပြီးဝေါရဲ့တူငယ်ချင်းဖြစ်တဲ့ကွန်ပျူတာကျွမ်းကျင်တဲ့ဂျေးကောင်လေးစီကိုခေါ်သွားပြီးအကူအညီတောင်းပါတယ်။အကောင့်ကိုလိုက်ပြီးခြေရခံလိုက်တဲ့ချိန်မှာတော့ဘန်ကောက်မှာရှောက်သွားနေတာကိုတွေးလိုက်ရပါတယ်။လွန်ခဲ့တဲ့တပတ်လောက်ကဝေါအဖွားအလိန်မခံရခင်မှာထိုင်းနယ်စပ်တနေရာမှာအိမ်နာထဲမှာတမီးဖြစ်သူနဲ့စကားပြောနေတဲ့ကြားဖြန့်ယုံကအမတ်တယောက်ဟာဘန်ကောက်မှာအလုပ်ရပြီးမှမကြခင်ပြန်လာတော့မှဆိုပြီးအိမ်နာထဲကနေစာပို့နေပါတယ်လူတစ်တွေကိုဖိအားပေးနှိပ်စက်နေတဲ့အဆောင်ကိုအခုမှရောက်လာတာအဲ့လောက်လုပ်เสียမလို့ဘူးပေးဖယ်ငါတင်ပေးမယ်ဆိုပြီးပြောနေပါတယ်ဒီမှာညီမလေးမလုပ်လို့မရဘူးမလုပ်ရင်ထမင်းငတ်မယ်လုပ်ရမယ်ဆိုတဲ့အသွေးပဲကောင်းထဲထည့်ထားပြီးလှုပ်လိုက်ပါလို့ချော့ပြောနေပါတယ်မင်္ဂလာပါခွန်အပွန်ဟုတ်ပါတလားကျမကပန်ဝင်ထမ်းတယောက်ပါတရုတ်ရစဝတ်ကောင်တွေကငွေကြေးခွာချဖို့အဖွားနာမည်ကို
ကိုတုံးသွားလို့ပါအဖွားဖြစ်သူကလည်းအဲ့လိုတခါမှမလုပ်ဘူးတိလည်းမတိဘူးလို့အဖွားဖြစ်သူကပြောနေပါတယ်ဒါဆိုရဲအရာရှိစီကိုပဲဖုန်းလွှဲပေးလိုက်မယ်နော်မင်္ဂလာပါကျွန်တော်ကရဲမှုကြီး Jester ပါပထမအဆင့်အနေနဲ့အဖွားလိုင်းကိုအပ်ပြီးတော့ဒါကရဲအရာရှိဟုတ်မဟုတ်စစ်ဆေးဖို့ဒီလိုပါအဖွားရေအဖွားနာမည်နဲ့ငွေကြေးခွာချမှုတစ်ခုနဲ့ဆက်ဆက်နေတယ်ပြစ်မှုကြီးတဲ့အမှုတစ်ခုပေါ်အဖွားရဲ့ဘဏ်အကောင့်ကငွေလွှဲတစ်ခုဟာနိုင်ငံခြားကိုလွှဲထားတာကိုတွေ့ရလို့အဖွားကလည်းတခါမှအဲ့လိုမလွှဲဘူးကြောင်းပြောပြနေပါတယ်ဒါဆိုဖုန်းကိုစခန်းမှုစီကိုလွှဲပေးမယ်နော်ဆိုပြီးစခန်းမှုနဲ့ပြောတဲ့ချိန်မှာတော့ဆက်ပြီးတော့အဖွားအပြစ်ကင်းစင်ကြောင်းတက်တည်ပြဖို့ကျွန်တော်အခုပို့ပေးလိုက်တဲ့အကောင့်ထဲကိုအဖွားအကောင့်ငွေလွှဲဖို့လိုကြောင်းပြောပြပြီးအခုလွှဲလိုက်ပါလို့အဖွားကိုပြောလိုက်ပါတယ်အဖွားဖြစ်သူကလည်းအသက်ကြီးပြီဖြစ်လို့အများကြီးမစင်စားပဲငွေလိမ်တဲ့ခေါ်ဆန္ဒကိုငွေအကုန်လွှဲပေးလိုက်ပါတယ်ကြားဖြတ်အဖွဲ့သားများအားလုံးကလည်းအောင်ပွဲခံရင်ကောက်ဆောင်ဖြစ်သူရဲချုပ်မှုတုကြီးဝတ်ထိချိုင်လဲကြားဖြတ်မှာလှုပ်လာတာစာချုပ်ပြည့်ပြီမို့တထိတ်စီသွားပြီးခွင့်ပြန်ခြင်းလို့ထိုင်းကမိမနဲ့ကလေးလွမ်းလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့တထိတ်ဖြစ်သူကလည်းမင်းပြန်တော့မှာကိုငါတကယ်နှမျောတယ်မင်းအရင်တော်လို့ချီကျူရင်ချမ်းသာသွားရင်မမေ့ပါနဲ့ဆိုပြီးတထေးဖြစ်သူကလည်းပြန်ခွင့်ပေးလိုက်ပါတယ်ရဲမှုချုပ်သူကြီးကလည်းတော်လန်းကနေဘန်ကောက်ကိုပြန်လာခဲ့ရပါတယ်တစ်ဖက်မှာနေဆက်ကရဲတွေကလည်းလိမ်လည်နေတဲ့ကြားဖြန့်ကိုစုံစမ်းရင်းထိုင်းနေဆက်မှာရှိတဲ့ထိုင်းအင်တာနက်လိုင်းတွေကိုတစ်ဖက်နိုင်ငံကိုပေးသုံးနေတာတွေ့လို့တက်တည်အဖြစ်လိုင်းဖြတ်တောက်ဖို့လုပ်ပေမဲ့အိမ်ကနိုင်ငံရေးဓမ္မတယောက်ရဲ့အိမ်ဖြစ်နေတာကြောင့်အထက်အမိန့်ကြောင့်ရဲ့ဘာမှမလုပ်ရပြီးပြန်ပြီးနောက်ဆုတ်ခဲ့ရပါတယ်ရဲချုပ်မှုကြီးအိုဟာလက်အောက်ငယ်သားဖြစ်တဲ့အမယူလည်းဘန်ကောက်ရောက်လာပြီးကောက်မှအခြေချပြီးလိန်ဖို့စီစဉ်ဆွဲနေကြပါတယ်အမယူလိန်ခဲ့တဲ့အဖွားနဲ့အခုချိန်ထိအဆက်အသွယ်လုပ်နေတာကိုဘာလို့လဲဆိုတော့အဖွားကအရင်တစ်ချိန်ကသူ့ကိုကူညီပေးခဲ့ဘူးတာမို့လို့ဒီလိုနဲ့ဘန်ကောက်မှာရှိတဲ့တိုက်မှာကင်းကာလာโอเคဆိုတဲ့စိုင်းပုံနောက်မှာအခြေချပြီးလိန်လည်ဖို့စီစဉ်နေကြပါတယ်ကဲလုပ်ငန်းစားလိုက်ရအောင်သူကတော့သူက application တွေကိုရေးပြီးတော့ link တွေကိုထုတ်ပေးဖို့တာဝန်ယူပေးလိမ့်မယ်ပြီးတော့ပေါက်တဲ့ဘဏ် account တွေကိုစီမံပေးလိမ့်မယ်သူကတော့သူကမင်းတို့အလုံးရဲ့ဝေယဝိစတွေကိုတာဝန်ယူပေးမဲ့သူပါသူကတော့အမယူသူကငါ့ကိုဒီလုပ်ငန်းထဲခေါ်ဆောင်လာခဲ့တဲ့သူပါကိုတာဝန်ကျတဲ့အပိုင်းကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါမင်းတို့အလုံးချမ်းသာရမယ်ဆိုပြီးပြောနေပါတယ်စကားပြောနေရင်းမှာပဲအလိန်ခံရတဲ့အဖွားကအမယူကိုဖုန်းဆက်လာတာကြောင့်ဖောက်တဲ့စရင်ရှိပြီးသားမှမတီးလို့ဖောက်တဲ့ဟောင်းကိုနည်းနည်းထပ်ညစ်မယ်လို့လိန်ပြောလိုက်ပါတယ်အလိန်ခံရတဲ့သူတို့၃ယောက်ဟာကွာကိုစုံစမ်းရင်း location ကဘန်ကောက်မှာရှိနေတာကိုပြနေလို့တက်တင်နဲ့တကွာရဲစခန်းကိုတွားတိုင်လိုက်တဲ့ချိန်မှာတော့ရဲဖြစ်သူကလည်းဘယ်သူကဘန်ကောက်မြို့လေကောင်မှာရုံလာဖွင့်ပြီးလိန်စားနေမှာမဟုတ်ကြောင်းပြီးတော့ဒီဟာဘယ်လိုရလာတာလဲ hacking လောက်တာတရားမဝင်ဘူးဆိုတာကိုသိတယ်မလားနောက်ကဖြစ်တဲ့ဝေါကလည်းလိန်နေတဲ့သူကိုကြားလွတ်ထားပြီးပြည်သူတွေကိုကြားဖမ်းတယ်ရဲကလည်းဒီမှာကလေးမနင့်ကိုမြင်ဖို့တလို့ပဲလွန်ခဲ့တဲ့နှစ်အနေငယ်ကဝန်ကြီးဌာနရုံးရှိမှာဆန္ဒပြခဲ့တဲ့တယောက်မလားဟုတ်တယ်ဘာဖြစ်လို့လဲဆိုပြီးဘောက်ကပြန်ပြောနေတာကြောင့်အခြေအနေမကောင်းတာနဲ့သူတို့၃ယောက်ဟာစိတ်ပြက်လက်ပြက်ပြန်လာခဲ့ရပါတယ်ဒီလိုနဲ့သူတို့လည်းရဲကိုအားကိုးလို့မရမှန်းသိတော့ကိုအားကိုပို့ပြီးဖမ်းမယ်ဆိုတဲ့အကြံရလာခဲ့ပါတယ်အဖွားနဲ့စကားပြောတဲ့သူကိုရအောင်ခေါ်တွေ့ပြီးရင်သူ့နောက်ရောင်ဆောင်လိုက်မယ်ဆိုပြီးစီစဉ်ကြပါတယ်ဒီလိုနဲ့အဖွားဖုန်းနဲ့ဆက်သွယ်လာပြီးအဖွားမှာရွှေဆယ်ချက်တာရှိသေးတာကြောင့်ထပ်ပြီးစုံစမ်းစစ်ဆေးဖို့လိုလားဆိုပြီးမြားခေါ်လိုက်ပါတယ်ဆေးရုံမှာတွေ့ချင်ကြောင်းနဲ့ရွှေတွေကိုလည်းလိုင်းပေါ်ကရွှေအတုကိုမှာပြီးခေါ်လိုက်ပါတယ်လူနာဝင်လာပြီးအာယုံတွေကိုလွှဲလိုက်တာကြောင့်ရွှေမခိုးရသေးပဲအတန်ဖတ်ဆက်နဲ့ရွှေရှိနေသေးကြောင်းနဲ့အဝါရောင်အင်ဂျီကအမယူကိုနောက်ကနေလိုက်ခိုင်းပါတော့တယ်။ဘောက်ကအမယူကိုတိုက်ပြီးခြေရခံဆက်ကိုအောင်မြင်စွာဖုန်းနောက်မှာထည့်နိုင်ခဲ့ပါတယ်။နောက်ရောက်ဆောင်လိုက်ရင်ကြားဖြန့်တွေငားနေတဲ့တိုက်ကိုတီးသွားခဲ့ရပါတယ်။ဒီလိုနဲ့အုံကချက်ချင်းပဲလူလိန်တွေရဲ့ရုံအပေါ်ကလွတ်နေတဲ့အခန်းတစ်ခန်းကိုငားဖို့တိုက်ပိုင်ရှင်ကိုဖုန်းဆက်လိုက်ပါတယ်။ငါခအားလုံးကိုအုံကပဲတာဝန်ယူမယ်ဆိုပြီးတော့ငါတို့လိန်ခဲ့တဲ့ပတ်စံအားလုံးကိုငါတို့ပြန်ယူမယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။ငါတို့ရဲ့မှတ်တိုင်ကသူတို့ရဲ့ဝင်ငွေလမ်းကြောင်းကိုတီးအောင်လုပ်ပြီးငါတို့ပတ်စံတွေအားလုံးကိုငါတို့ပြန်ယူဖို့ပဲ။အောက်ကရဲမိုးချုပ်အုပ်ကလည်းလက်အောက်ငယ်သားတွေကိုကိုရဲ့အရာရှိလို့ယုံကြည်ထားရမယ်အဲ့ဒါမှသူများငါတို့ကိုယုံကြည်မယ်လို့လက်အောက်ငယ်သားတွေကိုဆုံးမနေပါတယ်။အွန်းတို့၄ယောက်ဟာအတန်ဖတ်ဆက်ကြောက်လူလိန်တွေရဲ့အလုံးလုံးချိန်အပါအဝင်ကောင်းဆောင်ကအုတ်ဆိုတာကိုတီးသွားပြီးအိုကတီကောင်အိမ်ပြန်တယ်သူမိသားစုကဒီမှာရှိလောက်တယ်IMAXဆိုတဲ့ ID ကောင်ကတော့24နာရီလုံးတိုက်ခန်းထဲမှာရှိတယ်တုံတန်းခွဲရပြီမို့ပြောနေကြတဲ့လူလိန်အဖွဲ့တွေကအောင်ပွဲခံနေပါတယ်။စုံစမ်းလာတာကြပြီးသူတို့ရဲ့ငွေစည်းလမ်းကြောင်းတွေကိုခုထိမတီးရသေးဘူး။တားကောင်တွေရဲ့ငွေတွေကဘယ်ရောက်သွားလဲပြီးတော့အကောင့်အတုတွေဘယ်သူကန်လဲဆိုတာခုချိန်ထိမသိရသေးတာကြောင့်တချို့အချက်လက်တွေကကွန်ပျူတာထဲမှာပဲရှိလောက်မယ်တင်ပြီးဒါဆိုလင့်အတုတွေကိုပို့ပြီးနှိပ်ခိုင်းရင်လဲသူတို့ကလူလိမ်ဖြစ်တော့သူတို့ကကျွမ်းနေတာဖြစ်တာကြောင့်လင့်အတုတွေကိုနှိပ်မှာမဟုတ်တော့ဘူးဆိုပြီးပြောနေပါတယ်ဖောက်တယ်တွေမျက်နှာမပြလို့စခန်းမှုကိုလွှဲပေးဖို့လုပ်နေတဲ့ချိန်မှာဖောက်တယ်ကိုမျက်နှာပြခိုင်းဖို့လုပ်ပြီးတက်တည်ယူရမှာမို့လို့ဖောက်တယ်ကိုပြောတဲ့ချိန်မှာဖ
ဖောက်တယ်ကလည်းငါတို့လည်းတက်တည်ယူမှာဆိုပြီးရဲတုနှကမ်းမွေးနဲ့ရဲတုဆိုပြီးဟီဟီဟာဟာလှုပ်သွားခဲ့ပါတယ်စိတ်တူသွားတဲ့အိုကလည်းလက်အောက်ငယ်သားများကရည်နေတာကြောင့်အကုန်ပတ်ရန်ပြီးလက်အောက်ငယ်သားများရဲ့ဖုန်းတွေအကုန်သိမ်းသွားပြီးအလုပ်ကိုပဲအာယုံဆိုင်ဖို့စိတ်တူတူနဲ့ထွက်သွားခဲ့ပါတယ်အမယူဖုန်းမှာသိမ်းသွားလို့အိုတာအတန်ဖတ်ဆက်ကိုမိရင်တော့ဒုက္ခပဲဆိုပြီးအွန်းတို့၃ယောက်ကစိတ်ပူနေပါတယ်ရဲမူကြီးအိုနောက်ပါသွားတဲ့အတန်ဖတ်ဆက်ကြောင့်အေမီဆိုတဲ့ကောင်မလေးနဲ့ခေါ်အိတ်နေတာကြောင့်စိတ်ပြက်လက်ပြက်အတန်နာထောင်နေရပါတယ်အကောင်အတုတွေအားလုံးကအေမီဆိုတဲ့ကောင်မလေးကရှာပေးနေတာကိုတီးသွားပြီဖြစ်လို့အိုတုတ်ကိုခြေရခံပြီးအဲကောင်မလေးဘတူလဲဆိုတာကိုတီးဖို့လိုက်သွားခဲ့ပါတယ်ဘောက်ကလည်းလူလိန်တွေရုံထဲကအချက်လက်တွေကိုခိုးယူဖို့ပတင်ပေါက်ကနေဆင်းသွားပြီးရအောင်ဝင်ဖို့ကြိုးစားနေပါတယ်ဒေါက်တာဖိုင်းကလည်းအကောင်အတုကိုရှာပေးနေတဲ့အေမီရဲ့ဖုန်းအချက်လက်တွေကိုခိုးယူဖို့လုပ်နေပါတယ်ဒါကိုသူငယ်ချင်းဖြစ်သူကအချိန်ဆွဲပေးလို့ဖုန်းထဲကအချက်လက်တွေကိုရယူနိုင်ခဲ့ပါတယ်တစ်ဖက်မှာဝေါကလည်းလူလေရုံထဲကကွန်ပျူတာတွေကိုအကုန်လုံးကိုဟက်တင်နဲ့ကူးယူနေတဲ့ချိန်လူမီတော့မလို့ဖြစ်နေချိန်မှာပဲလူငယ်ချင်းဖြစ်တဲ့ဂျေးကောင်လေးကပါဆယ်ပို့ရောင်ဆောင်ပြီးတော်တော်ကြာအချိန်ဆွဲပေးခဲ့ပေမဲ့တကယ်ပါဆယ်ပို့တဲ့သူအစေးရောက်လာတော့ဂျေးကလည်းအခမ်းမပို့တယ်ဆိုပြီးကိုလွတ်ရုံသွားခဲ့ပါတယ်ဒါပေမဲ့ဝေါကအထဲမှာရှိနေသေးတာကြောင့်အကုန်လုံးကစိတ်ပူနေပါတယ်အိုကလည်းညတခေါင်ကြီးအိမ်မှာတားလေးဖြစ်သူနဲ့ကစားနေတဲ့ချိန်မှာမက်စစ်တဆောင်ရောက်လာခဲ့ပါတယ်အိုဝေတီကိုရောက်နေတယ်ငါတို့တရှူတကောင်မိထားတယ်ဆိုပြီးအေမီဆိုတဲ့ကောင်မလေးကဇလန်းပို့တာကြောင့်အိုလည်းစိတ်တူတူနဲ့ရုံးကိုလိုက်သွားခဲ့ပါတယ်ဘောက်အထဲမှာရှိနေသေးတာကြောင့်မတော်တဆပြုတ်ကျသွားတဲ့ပေါ်ပင်ကြောင့်မိတော့မလို့ဖြစ်နေတဲ့ချိန်မှာအုံးကရောက်လာပြီးမပို့တဲ့ပါဆယ်လာယူတာဆိုပြီးအချိန်ဆွဲပေးနေတာကြောင့်ဘောက်ကလည်းအခန်းထဲကနေပြန်ထွက်ပြီးကျိုးနဲ့အပေါ်ကိုမနှဲဆွဲတတ်တဲ့ချိန်မှာခြိထားတဲ့ခုံကလွတ်ပြီးဘောက်တရအောက်ပြုတ်ကျသွားခဲ့ပါတယ်ဒီလိုလူလိန်ရုံးက CCTV ကိုပါဟပ်ပြီးကြီးလိုက်တဲ့ချိန်မှာတော့အိုးဟာတချို့ဖြစ်တဲ့သူကိုစုံမနေတာကိုတွေ့သွားတာကြောင့်အိုးဟာသူတို့စုံစမ်းနေတဲ့လူလိန်အဖွဲ့ဟာဘယ်လောက်ထိကြောက်ဖို့ကောင်းလဲအန်တရယ်ဘယ်လောက်ရှိလဲဆိုတာကိုတီးသွားတဲ့ချိန်မှာတော့ကြောက်ပြီးရှေ့ဆက်ပြီးထပ်မစုံစမ်းတော့ပဲဒီမှာတင်ရက်လိုက်ရအောင်ဆိုပြီးပြောတာကြောင့်ငါအရန်ကြောက်နေပြီးနင်တို့ငါ့ကိုတကူကောင်းဆန်တယ်လို့ပဲပြောဆိုပြီးအွန်ကဆိုပါတယ်ဒေါက်တာဖိုင်းကလည်းအမထက်ကျမကပတ်စံပူလိန်ခံရတယ်အမပြောနိုင်တာပေါ့ဆိုပြီးဖိုင်းကပြောတာကြောင့်အွန်ကလည်းငါသိမ့်ပဲအလိန်ခံရတာမဟုတ်ဘူးငါတန်းအလိန်ခံရတာသူများကိုငါသိမ့်ပဲပြောတာငါတန်းလိန်ခံရတာကိုပြောရမှရှက်လို့ဆိုပြီးထွက်သွားခဲ့ပါတယ်ဝေါကလည်းတိုက်ပေါ်ကပြုတ်ကျသွားတာကြောင့်တကူလုံးနာကျင်ပြီးတန်ရများစွာနဲ့တိုက်အောက်ကနေနိုးလာပြီးတိုက်ခန်းကိုရောက်လာတဲ့ချိန်မှာဘသူမှမရှိတော့ပဲဂရုထဲကနေအကုန်လုံးနှုတ်ထွက်သွားလိုက်ပြီးဖြစ်ကြောင်းတောင်းပန်စာတွေပို့နေပါတယ်ဒီလိုနဲ့ဒေါက်တာဖိုင်းကလည်းအေမီဖုန်းထဲကနေကူးယူထားတဲ့အချက်လက်တွေကိုဂရုထဲကနေပို့ပေးလိုက်တာကြောင့်သူတို့၄ယောက်ရဲ့လုပ်ငန်းစဉ်ကြီးဟာပြန်လည်စတင်လာပါတော့တယ်အိုတ်ကအမယူဖုန်းယူထားတာကြောင့်အဖွားကပတ်စံပြန်ပေးတဲ့အတွက်ကျေးဇူးပါကျန်တာပဲချိန်ပေးမလဲဆိုပြီးပို့ထားတဲ့စာကိုတွေ့သွားတာကြောင့်အိုလည်းစိတ်တူတူနဲ့အဖွားကိုပတ်စံဘယ်တော့မှပြန်မရဘူးလို့ပြောလိုက်တာကြောင့်အဖွားလည်းတွေးတက်ပြီးမိလဲသွားခဲ့ရပါတယ်တစ်ဖက်မှာလည်းရဲကားဝေဆိုတဲ့ကောင်ကိုနှောက်လိုက်နေပါတယ်အိုကအဖြစ်မှန်ကိုတီးသွားတာကြောင့်ရုံးကိုလာပြီးအမယူကိုလက်သိပ်ခတ်ပြီးမင်းကတရှူလားဆိုပြီးနှိပ်စက်နေပါတယ်ဒီလိုနဲ့အွန်းတို့အဖွဲ့ဟာလည်းအိုတ်မိမပုံနဲ့ AI ကိုအသုံးပြုပြီးကလေးចောင်းထားပြီးပျောက်သွားတာကိုလိန်လည်ပြီးပြောလိုက်တာကြောင့်အိုလဲသူ့ကလေးတက်နေတဲ့အကြောင်းကိုလောလောနဲ့လိုက်သွားခဲ့ပါတယ်တစ်ဆက်တည်းမှာပဲဒေါက်တာဖိုင်းကလည်းအမယူကိုတွားခဲ့ဖို့လုပ်ပါတော့တယ်အိုနဲ့ဂျေတို့ကတော့အိုကိုလိုက်ဖို့စတင်ပါတော့တယ်တစ်ဖက်မှာလည်းဂျေရဲ့နောက်ဆက်ပေးမှုကြောင့်ဒေါက်တာဖိုင်းဟာအမယူကိုကယ်ဖို့အခန်းထဲကိုအန်တရကင်းကင်းနဲ့ဝင်ရောက်သွားခဲ့ပါတယ်အမယူကိုကယ်ပြီးထွက်ခွာဖို့လုပ်နေတဲ့ချိန်မှာအိမ်မီရောက်လာပြီးတားဖို့ကြိုးစားပေမဲ့တရုတ်ကောင်ဝေရောက်လာပြီးနောက်ကနေပြစ်လိုက်တာကြောင့်အိုင်မီလည်းရှော့သွားခဲ့ရပါတယ်တရုတ်ကောင်ဝေနဲ့သူ့ရဲ့လူပါလာတာကြောင့်အိုလဲရုံခန်းမှာရှိတဲ့တက်တဲ့အလုံးကိုဖျောက်ခိုင်းလိုက်ပါတယ်ဝေဆိုတဲ့တရုတ်ကောင်ကတီးသွားတာကြောင့်ဒီလိုနဲ့အိုလဲအေမီကိုဖုန်းဆက်ပြီးလေစိတ်မှတွေ့မယ်ပတ်စံတွေအလုံးကိုငါ့ကိုလွှဲပေးပါဆိုပြီးပြောနေပါတယ်ဝေကအမယူကိုအိုရဲ့ပန်ဘဒူကိုင်လဲဆိုတာကိုမေးနေတာကြောင့်အေမီကိုင်တာလို့ပြန်ဖြေပြီးပါလာတဲ့ငွေတချို့ကိုအမယူကိုပေးပြီးထွက်သွားခိုင်းလိုက်ပါတယ်ကျန်နေတဲ့တောက်တာကိုဒီကိစ္စနဲ့ဘယ်လိုပတ်သက်လဲဆိုပြီးမေးနေတာကြောင့်ဖိုင်းကလည်းအေမီကပန်အကောင့်ပဲကင်တာမဟုတ်ဘူးနင်းရဲဖောက်တဲ့အချက်လက်တွေကိုပါခိုးပြီးအိုးကိုပေးနေတယ်လို့ပြောတဲ့ချိန်မှာပဲဝေနောက်လိုက်နေတဲ့ရဲကားရောက်လာပြီးစတင်ပစ်ခတ်ပါတော့တယ်ဒီလိုနဲ့ဝေအပြစ်ခံရပြီးနောက်ကနေဖိုင်းကားဝင်ရဲလိုက်တာကြောင့်အဖမ်းခံလိုက်ရပါတယ်အခင်းဖြစ်တဲ့နေရာကိုရဲတွေရောက်လာပြီးလူလိန်ရုံးကလူတွေအားလုံးကိုဖမ်းဆီးလိုက်ပြီးထွက်ပြေးလွတ်မြောက်နေတဲ့ကောင်းဆောင်ဖြစ်သူအိုးကိုဖမ်းဖို့စတင်လုပ်ပါတော့တယ်ဝေါကအိုးကိုဖုန်းဆက်ပြီးကျောင်းကားဆရာမရောင်ဆောင်ကတတူအများကြီးနဲ့လူကကလေးကိုခေါ်ဆောင်သွားကြောင်းပြောပြခဲ့ပါတယ် AI ကိုတုံးပြီး
ပြီးအိုးကိုအမျိုးမျိုးချင်းချောက်ပြီးငါ့ကိုပတ်စံအကုန်လုံးလွှဲပေးရင်မင်းသားဘာမှမဖြစ်စေရဘူးဆိုပြီး AI ကိုတုံးပြီးချင်းချောက်နေပါတယ်ပတ်စံအလုံးကိုလွှဲပေးခံဒီမှာပဲရဲနောက်ဆက်မှုကြောင့်မလွဲပဲကားနဲ့ထွက်ပြေးလိုက်ပါတယ်ကျေးတို့ကလည်းမိနီပါမကြမ်းဖြတ်မောင်းပြီးအိုးနောက်ကိုလိုက်နေပါတယ်အိုးကလည်းသူ့မိမကိုဖုန်းဆက်ပြီးကလေးနေနဲ့အတူတူရှိလားမိမဖြစ်သူကလည်းရှိတယ်ပြောတာကြောင့်သူလိန်ခံရမှန်းသိသွားခဲ့ပါတယ်လမ်းမပေါ်မှာနှစ်ဖက်လုံးကားအချင်းချင်းနဲ့ပွတ်တိုက်ပြီးအိုးကလည်းတိတ်မောက်သွားခဲ့ပါတယ်။ဘုံကလည်းကားပေါ်ကနေဆင်းပြီးအိုဖုန်းကိုယူကာပတ်စံအားလုံးကိုသူ့အကောင့်ထဲပြန်လွှဲခဲ့ပါတယ်။တတိမိနေတဲ့အိုကလည်းပြန်လည်နိုးလာပြီးအုံးကိုတနက်နဲ့ချိန်ထားပြီးမင်းဘက်သူလဲမင်းဘက်သူအတွက်အလုပ်လုပ်ပေးနေတာလဲငါနောက်မှာဘယ်သူရှိနေလဲဆိုတာမင်းတို့တိလားဆိုပြီးတနက်တစ်ချက်ပြစ်လိုက်ပေမဲ့ဘယ်သူကိုမှမမှန်ခဲ့ပါဘူး။နောက်တစ်ချက်ပြစ်ဖို့လှုပ်တဲ့ချိန်မှာဝေါကကားနဲ့ဝင်တိုက်လိုက်ပါတယ်။အိုလည်းအဲ့ဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ရပါတယ်။ဝေါနဲ့အုံးတို့ဟာလမ်းတင်မှာပဲကိုစီလမ်းခွဲသွားပြီးဝေါကိုပါဆက်သွယ်လို့မရတော့ပါဘူး။ဂျေကဝေါရဲ့ဖုန်းကိုခြေရခံလိုက်တဲ့ချိန်မှာတော့ဝေါဟာနေဆက်တနေရာမှာရှိနေကြောင်းပြနေတယ်ဆိုပြီးဂျေကသူတွားရှာတော့မယ်ဆိုပြီးအုံးတို့ကိုစာပို့လိုက်ပါတယ်။ဝေါဟာသူ့အဖွားကိုလိန်ထားတဲ့တကက်ကြားပြန့်ယုံတိပါလိုက်သွားခဲ့ပါတယ်။ဂျေအပါအဝင်ဖိုင်နဲ့အုံးတို့ဟာလည်းဝေါကိုလိုက်ရှာဖို့ဘန်ကောက်ကနေကိုစီနဲ့ထွက်လာခဲ့ပါတယ်။အပိုင်းနဲ့ထပ်ပြီးထွက်လာအောင်မလားဆိုတာကိုစောင့်ကြည့်ရပါအောင်မယ်။အခုခေတ်မှာဖုန်းတစ်ချက်မက်ဆေ့တစ်ဆောင်ဟာတင်းရဲ့တသက်တာစူဆောင်းငွေတွေကိုမိနစ်ပိုင်းအတွင်းအငွေ့ပြန်သွားစေနိုင်ပါတယ်။ဒါကြောင့်ဘလောက်ပဲအရေးကြီးတဲ့ပြောတစိမ့်ပိုးတဲ့ link တွေကိုမနှိပ်ဖို့နဲ့ကိုယ့်ရဲ့ personal data တွေကိုမပေးဖို့အထူးတတိထားဖို့တိုက်တွန်းချင်ပါတယ်။